တခါတော့ကမြေကမ်းမပေါ်မှာရှိတဲ့တစ်ပင်ကြီးတွေပေါ်မှာခေါင်းနှလုံးပါတဲ့ထူးဆန်းတဲ့ငှက်တစ်ကောင်နေတိုင်းတယ်။ခေါင်းတစ်လုံးကတော့ဘယ်ဘက်ကိုမျက်နှာမူနေပြီးကြက်တစ်လုံးကတော့ညာဘက်ကိုမျက်နှာမူနေတယ်။အဲဒီခေါင်းနှလုံးဟာအကြောင်းအရာအတေးမွှားအတွက်နဲ့အမြဲတမ်းအငြင်းပွားနေလေးရှိပြီးတော့သူတို့အချင်းချင်းဖြာဘက်တွေလိုပြစ်မှုနေကြတယ်။ဒီနေ့မှာတော့မြစ်ပေါ်ကိုပြတ်တန်းနေတဲ့အချိန်မှာငှက်ရဲ့ဘဲဘဲကောင်းကအနီအောင်တောက်ပနေတဲ့တိတိတီးနေတဲ့အပင်ကိုတွေ့ရှိပြီးတော့တစ်ပင်ရှိရာစီကိုပြန်တန်းလာတယ်။ဘဲဘဲကောင်းကချုံမြင့်သောအနက်အရသာရှိတဲ့တစ်တီးကိုခူးဆွတ်ပြီးတော့မြေကမ်းပေါ်မှာထိုင်စားနေတယ်။အဲဒီလိုစားနေတဲ့အချိန်မှာညာဘက်ကောင်းကငါ့ကိုနည်းနည်းတော့အရသာပြင်းပြပါအောင်လို့ပြောတယ်။အဲဒီအချိန်မှာဘဲဘဲကောင်းကဒီမှာကြီးငါတို့မှာဘိုက်တစ်ခုပဲရှိတယ်ငါပါစက်နဲ့စားရင်လည်းဒီအသီးကငါတို့ဘိုက်ထဲကိုရောက်သွားမှာပဲဒီအသီးကိုငါအရင်တွေ့တာအဲ့ဒါကြောင့်မို့ငါပဲစားပိုင်ခွင့်ရှိတယ်လို့တကူကောင်းဆန်စွာပြောတယ်အဲ့ဒါကြောင့်မို့လို့ညာဘက်ကောင်းကဝန်းနေသွားပြီးတော့တိတ်ဆိတ်စွာနေထိုင်တယ်ရဲ့အနေငယ်ကြာပြီးတဲ့အချိန်မှာအဲ့ဒီငှက်ဟာမြေကမ်းပေါ်မှာထက်မှတ်ပြီးတော့ပြဲတန်းနေတဲ့အချိန်မှာညာဘက်ကောင်းကတစ်ပင်ပေါ်မှာအယောင်တောက်နေတဲ့ပန်းရောင်တီးတစ်လုံးကိုတွေ့ရှိခဲ့တယ်အဲဒါကြောင့်မို့လို့တစ်ပင်ရှိရာစီကိုပြတ်တန်းသွားပြီးတော့တစ်သီးကိုကူးဆွတ်ဖို့ကြိုးစားတယ်။အဲဒီအချိန်မှာတစ်ပင်ပေါ်မှာရှိတဲ့အခြားသောငှက်တွေကဒီအသီးကိုမစားနဲ့ဒါဟာအဆိပ်သီးဖြစ်တယ်လို့တားမြစ်ကြတယ်။ဘဲဘဲကောင်းကလည်းကျေးဇူးပြုပြီးတော့မစားပါနဲ့အဲ့ဒီအသီးကိုစားရင်ငါတို့နှစ်ယောက်လုံးတည်သွားလိုက်မယ်ဆိုပြီးတော့တားမြစ်ခဲ့တယ်။ဒါပေမဲ့ဂလက်စားချေလုံဆဲရှိတဲ့ညာဘက်ကောင်းကတော့ဒီအသီးကိုမရမကခူးစားခဲ့တယ်။မိနစ်အနည်းငယ်ကြာသွားပြီးတဲ့အချိန်မှာအဲ့ဒီငှက်ဟာမြေပြေပေါ်ကိုပြုတ်ကျပြီးတော့တည်ဆုံခဲ့တယ်။ပေးချင်တဲ့တင်ငန်းစာကတော့မိသားစုအတွင်းမှာရှိတဲ့မိသားစုဝင်အချင်းချင်းမတိမြတ်ကြဘူးဆိုရင်အဲ့ဒီမိသားစုကိုစိုးရွားစွာထိခိုက်နိုင်ပါတယ်။ပုံမြင်လင်းကိုအစောင့်ထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစေ။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်သားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်။